မင်္ဂလာပါရှင်။သမီးတို့ကတော့ Business Education Online Federal School ကျောင်းမှာပညာသင်ကြားနေတဲ့ Grade 7ကျောင်းသားကျောင်းသူများဖြစ်ပါတယ်ရှင်။ဒီနေ့မှာသမီးတို့ Conflict Instability of Myanmar and Possible Solutions presentation ကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးကြပါအောင်ရှင်။မြန်မာနိုင်ငံကြီးနိုင်ငံရေးပြည်ပခါများနှင့်လူမျိုး၍ကွဲပြားမှုများကြောင့်ဖြစ်ပေါ်လာသောပြည်ပခါများနှင့်မတည်မငြိမ်မှုများကိုကာလရှည်ကြာခံစားခဲ့ရသည်မြန်မာနိုင်ငံကြီး1948ခုနှစ်လွတ်လပ်ရေးရချိန်မှစ၍တပ်မတော်နှင့်တိုင်းရင်းသားလူမျိုးပေါင်းစုံအကြားတင်းမာမှုများဆက်လက်ကြုံတွေ့နေရသည်2021ခုနှစ်တွင်စစ်တပ်အာဏာသိမ်းမှုသည်အကြမ်းဖက်မှုများပုံမိုးပြင်းထန်လာပြီးနိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာအကြက်အတဲများကိုပုံမိုးနှိမ့်ချိုင်းစေခဲ့သည်တဲ့ပရိပခနဲ့မတည်ငြိမ်မှုများ၏ဒီကအကြောင်းရင်းများဒီလူမျိုးစုကွဲပြားမှုနဲ့မညီညွတ်မှုမြန်မာနိုင်ငံသည်လူမျိုးစုပေါင်း135မျိုးကျော်ရှိသည့်နိုင်ငံဖြစ်ပြီးကာလရှည်ကြာခွဲခြားဆက်ဆံမှုနှင့်တန်းတူညီမျှကိုယ်စားပြုမှုများရှိသည့်အတွက်တင်းမာမှုများဖြစ်ပေါ်စေသည်နှင့်နိုင်ငံရေးညွှန်ကန်မှုများတပ်မတော်နှင့်ဒီမိုကရေစီအင်အားစုများအကြားအာဏာယုံကန်မှုများသည်ငြိမ်းချမ်းရေးနှင့်အုပ်ချုပ်ရေးကိုအကြိမ်ကြိမ်နောက်ကျဖြစ်စေသည်၃စည်ရဲမွေးတည်မှုနှင့်စီးပွားရေးအားနည်းမှုကျပြန့်လာသောဆင်းရဲမှုတွေမူသည့်အထူးသဖြင့်ကျေးလက်နှင့်ပြည်ပကဖြစ်ပေါ်လေရှိသောဒေသများတွင်နာကျင်မှုကိုဖြစ်ပေါ်စေသည်မြန်မာနိုင်ငံရှိတိုင်းဒေသကွဲပြားမှုနှင့်မညီမျှမှုမြန်မာနိုင်ငံတွင်လူမျိုးစုပေါင်း130ကျော်ရှိပြီးအာရှတိုက်တွင်ကွဲပြားဆုံးသောနိုင်ငံတစ်နိုင်ငံဖြစ်သည်သို့တော်လည်းရှမ်းကရင်ကချင်ရိုဟင်ဂျာစသည့်လူနည်းစုများပြားမှာအစိုးရ၏ခွဲခြားဆက်ဆံမှုနှင့်မမျှတသောဆက်ဆံမှုများနှင့်ရင်ဆိုင်နေရသည်မြန်မာလူမျိုးများစုသည်နိုင်ငံရေးနှင့်စီးပွားရေးအာဏာအများကိုကိုင်စွဲထားပြီးလူနည်းစုများကြားတွင်မယုံကြည်မှုနှင့်နာကျင်မှုများဖြစ်ပေါ်နေသည်ရင်းမညီမျှမှုများကြောင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှုများနှင့်လူမျိုးရေးပြည်ပခါများဆက်လက်ဖြစ်ပွားနေပါသည်မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်တရားမျှတမှုအားလုံးပါဝင်မှုလေးစားမှုကိုမြင့်တင်ရေးသည်အရေးကြီးပါသည်မြန်မာနိုင်ငံရေးဥပဒေများမြန်မာနိုင်ငံသည်1938ခုနှစ်လွတ်လပ်ရေးရပြီးချိန်မှစ၍နိုင်ငံရေးတိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေကြသည်အစိုးရထိန်းချုပ်မှုနှင့်ပတ်သက်၍တပ်မတော်နှင့်ဒီမိုကရေစီလိုလားသောအုပ်စုများကြားချင်းပြည်ပခါများကြုံတွေ့နေရသည်တပ်မတော်ဟုလူသိများသောတပ်မတော်သည်မြန်မာနိုင်ငံ၏ခေတ်သစ်သမိုင်းအများစုအတွက်အုပ်ချုပ်ခဲ့ပြီးဒီမိုကရေစီလွတ်လပ်ခွင့်များကိုကန့်သတ်ကာအတိုက်ခိုက်ခံများကိုဖိနှိပ်ခဲ့သည်ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့သည့်2021ခုနှစ်အာဏာသိမ်းမှုသည်နိုင်ငံတော်ဆန္ဒပြမှုများနှင့်အကြမ်းဖက်မှုများပြန်လည်ဖြစ်ပွားလာခဲ့သည်အဆိုပါအာဏာဆွဲလွန်ပွဲများသည့်နိုင်ငံရေးတည်ငြိမ်မှုကိုအားနည်းစေပြီးဒီမိုကရေစီတိုးတက်မှုနှောင့်နှေးစေကာနိုင်ငံတွင်သဘောထားကွဲလွဲမှုများပုံမှန်နိုင်လာစေသည်မြန်မာနိုင်ငံတွင်ဆင်းရဲမွဲတေမှုနှင့်စီးပွားရေးအားနည်းမှုမြန်မာနိုင်ငံသည်အထူးသဖြင့်ကျေးလက်ဒေသတွင်ပရိပခတန်ခမ်းဒေသများတွင်ဆင်းရဲမွဲတေမှုပြန့်နှံ့နေပါသည်လောက်ကန်များနေပါခြင်းခြေခံစောင့်အုံများညံ့ညမ်းခြင်းနှင့်ခြေခံဝန်ဆောင်မှုများနေပါခြင်းတို့သည်လူမှုရေးစိတ်ပြည့်စရာများကိုပုံမှုဆိုးဝါးစေသည်နိုင်ငံရေးမတည်ငြိမ်မှုများနှင့်ပိတ်ဆို့ရေးယူမှုများသည်စီးပွားရေးတိုးတက်မှုကိုနှေးကွေးစေသည်ဆင်းရဲမွဲတေမှုရွှတ်ချရေးနှင့်စီးပွားရေးအကောင်းရေးတို့ကိုသည်တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးတို့အတွက်အဓိကတော့ချက်ဖြစ်သည်မြန်မာနိုင်ငံတွင်ပညာရေးနှင့်အသိပညာနယ်ပါခြင်းမြန်မာနိုင်ငံရှိဒေသအများပြားအထူးသဖြင့်ကျေးလက်ဒေသနှင့်ပဋိပက္ခထံခံရသောဒေသများတွင်ပညာသင်ကြားခွင့်အကန့်အသတ်ရှိသည်စာတတ်များမှုလုံးနယ်ပါခြင်းနှင့်ကျောင်းပညာရေးအရေးတွင်ဉာဏ်ဖြည့်ခြင်းတို့သည်လူ့အခွင့်အရေးဒီမိုကရေစီနှင့်ပြည်သူ့တာဝန်ဝတ္တရားများကိုသိရှိနားလည်မှုရောနေစေသည်ဤပညာရေးချိုးတဲ့မှုသည်လူမှုရေးမညီမျှမှုမယုံကြည်မှုနှင့်သတင်းမှားများအတွက်အားနည်းချက်ဖြစ်စေသည်ပညာရေးနှင့်အသိပညာများမြင့်တင်ပေးခြင်းသည်လူမှုအတိုင်းဝိုင်းများကိုအားကောင်းလာစေရန်နှင့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုမြင့်တင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါသည်နံပါတ်6နိုင်ငံခြားသက်ရောက်မှုများမြန်မာနိုင်ငံသည်1948ခုနှစ်တွင်လွတ်လပ်ရေးရပြီးနောက်ကာလတစ်လျှောက်အိန္ဒိယနိုင်ငံများနှင့်နိုင်ငံတကာအာဏာကြီးများ၏သက်ရောက်မှုများအောက်တွင်နေထိုင်လာခဲ့သည်လွတ်လပ်ရေးရပြီးချိန်မှစ၍အမျိုးသားလူမျိုးစုအဖွဲ့အစည်းများကလက်နက်ကိုင်တိုက်ပွဲများဆောင်ရွက်ခဲ့ပြီးတရုတ်ထိုင်းနှင့်တခြားအိန္ဒိယနိုင်ငံများမှလက်နက်များမူငွေစေဝါကုန်သွယ်မှုများကြောင့်ပြည်ပခါများပုံမှုဖြစ်ပွားခဲ့သည်ထို့ပြင်တရုတ်နှင့်ရုရှားတို့၏စီးပွားရေးနှင့်လက်နက်ပတ်ပိုးမှုများအမေရိကန်နှင့်အနောက်နိုင်ငံများ၏နိုင်ငံရေးဖိအားများကြောင့်လည်းမြန်မာနိုင်ငံအတွေ့အကြုံကအကျိုးသက်ရောက်မှုများခံနေစေဖြစ်သည်ထို့ကြောင့်လွတ်လပ်ရေးရပြီးနောက်မတည်ငြိမ်မှုများ၏အဓိကကြောင့်မှာနိုင်ငံခြားသက်ရောက်မှုများဖြစ်ကြောင်းတွေ့ရှိနိုင်သည်
ခုနှစ်ဖြစ်နိုင်သောဖြည့်ချင်းဒီများပြဿနာရဲ့အရင်းခံအကြောင်းရင်းတွေကိုကျွန်တော်တို့သေချာနားလည်ပြီဆိုရင်ရှုပ်ထွေးတဲ့မတည်ငြိမ်မှုကိုကျော်လွှားနိုင်မှုအတွက်လက်တွေ့ကြပြီးရှင်းလင်းပြသတဲ့ဖြည့်ချင်းဒီ9ချက်ကိုရှာဖွေရပါမယ်။ငြိမ်းချမ်းရေးနဲ့ရေရှည်တည်ငြိမ်မှုကိုတည်ဆောက်ဖို့အတွက်အချက်တွေကမတူညီတဲ့အခန်းကဏ္ဍ9ခုအနေနဲ့ကြီးမားတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့တည်တင်ပြောင်းလဲမှုတွေကိုလိုအပ်နိုင်ပါတယ်ခင်ဗျာ။ငြိမ်းချမ်းရေးအဓိကတော့ချက်လမ်းကြောင်းတွေကတော့1ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့စီလုံးညီညွတ်မှု2တိုင်းရင်းသားအားလုံးအတွက်တန်းတူညီမျှအခွင့်အရေးများ3ခိုင်မာသောစီးပွားရေးနဲ့လုပ်ကိုင်ဖန်တီးပေးခြင်း4ပုံမကောင်းမွန်သောပညာရေးနဲ့အသိဉာဏ်ပို့တာ5ယူသားသောကောင်းဆောင်မှုနဲ့ဥပဒေစိုးမိုးရေးတို့ဖြစ်ပါသည်မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်စီးလုံးညီညွတ်ရေးဆွေးနွေးပွဲမြန်မာနိုင်ငံမှာအစိုးရတပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားငြိမ်းချမ်းရေးဆွေးနွေးပွဲများဟာမြန်မာနိုင်ငံမှာပြည်ပခချုပ်ငြိမ်းဖို့အရေးကြီးပါတယ်။ပါဝင်ဆွေးနွေးမှုသည်မကျေနပ်ချက်များကိုဖြေရှင်းရန်ယုံကြည်မှုတည်ဆောက်ရန်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အခွင့်အရေးများဆိုင်ရာသဘောတူညီချက်များဖန်တီးရာကူညီပေးနိုင်ပါတယ်။တိုင်းရင်းသားစီးလုံးညီညွတ်ရေးကိုမြင့်တင်ရာတွင်တိုင်းရင်းသားအလုံးလေးစားလိုက်နာပြီးလူမှုအတိုင်းအဝိုင်းများကြားပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်လိုအပ်ပါတယ်။ဒီမိုကရေစီလုပ်ငန်းစဉ်များအားကောင်းလာစေရန်နှင့်အမျိုးသားများပြန်လည်တည်မြဲရေးကိုတွန်းအားပေးခြင်းသည်ထာဝရငြိမ်းချမ်းရေးအတွက်အဓိကရှေ့လမ်းများဖြစ်ပါတယ်။ကိုမြန်မာနိုင်ငံရှိတိုင်းသားအလုံးအတွက်တန်တူခွင့်များမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်တိုင်းသားအလုံးတန်တူညီမျှခွင့်ရရှိရေးသည်မရှိမဖြစ်လိုအပ်ပါတယ်။လူနည်းစုတိုင်းဝိုင်းများသည်နိုင်ငံကိုစားပြုမှုပညာရေးကျန်းမာရေးဆောက်ရှောက်မှုနဲ့စီးပွားရေးအခွင့်အလမ်းများကိုမျှတသောဝင်ရောက်ခွင့်လိုအပ်ပါတယ်။ရည်ကျမှုဆိုင်ရာထောက်ထားများကိုကာကွယ်ခြင်းနှင့်အတိတ်ကခွဲခြားဆက်ဆံမှုများကိုကိုင်တွယ်ဖြေရှင်းခြင်းသည်မယုံကြည်မှုနှင့်ပဋိပက္ခများကိုလျှော့ချနိုင်တယ်။တန်တူညီမျှမှုကိုမြင့်တင်ခြင်းဟာအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ပုံမပါဝင်နိုင်သောလူမှုအဖွဲ့အစည်းကိုတည်ဆောက်အောင်မှအထောက်အကူဖြစ်စေပါတယ်။တစ်ဆင့်မြန်မာနိုင်ငံတွင်ခိုင်မာသောစီးပွားရေးနှင့်လုပ်ကိုင်ဖန်တီးမှုမြန်မာနိုင်ငံတွင်တည်ငြိမ်မှုနှင့်စည်းရဲမှုဒီမိုကရေစီအရေးတို့အတွက်ခိုင်မာသောစီးပွားရေးတစ်ခုကိုတည်ဆောက်ခြင်းသည်ရည်ကြီးပါသည်။ပြုသဖြင့်ခြေလက်ဒေသများတွင်လုပ်ကိုင်များပုံမှန်ဖန်တီးပေးခြင်းသည်လူမှုဆင်နွှဲကိုမြင့်တင်ပေးနိုင်ပြီးလူမှုရေးမကျေနပ်ချက်များကိုလျှော့ချနိုင်သည်။ခြေခံဆောက်အောင်စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်းများတွင်အင်းကြီးမြတ်နိုင်မှုသည်စီးပွားရေးတိုးတက်မှုကိုမြင့်တင်နိုင်သည်။ညီညွတ်သောစီးပွားရေးသည်ရရလူအတွက်စခွန်လမ်းများနှင့်နာဂတ်မျှော်လင့်ချက်ပေးခြင်းဖြင့်စီးပွားရေးကိုပံ့ပိုးပေးသည်။ပညာရေးနှင့်အသိဉာဏ်တိုးတက်ခြင်းပညာရေးမြင့်တင်ခြင်းသည်လူမှုအတိုင်းအဝိုင်းများအားကောင်းလာစေရန်နှင့်မြန်မာနိုင်ငံရင်းချမ်းရေးကိုမြင့်တင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါသည်ပုံမကောင်းမွန်သောအကြောင်းများနှင့်သတင်းအချက်လက်လမ်းမိမှုကိုလူများက၎င်းတို့၏ရပိုင်ခွင့်များဒီမိုကရေစီနှင့်ပြည်သူ့တာဝန်များကိုနားလည်ရန်ကူညီပေးသည်ပညာရေးသည်မညီမျှမှုကိုလျှော့ချပေးကယုံကြည်မှုတည်ဆောက်တကသတင်းမှားများပြန့်နှံ့မှုကိုတားဆီးပေးသည်အသိပညာပေးခြင်းသည်လူမှုစည်းလုံးညီညွတ်မှုနှင့်ရေရှည်တည်ငြိမ်မှုကိုအထောက်အကူပြုသည် Conclusion မြန်မာနိုင်ငံတွင်ပဋိပက္ခနှင့်မတည်ငြိမ်မှုများသည်လူမျိုးစုကွဲပြားမှုနိုင်ငံရေးရုန်းကန်မှုများစင်ရဲမွဲတေမှုပညာရေးချို့တဲ့မှုနှင့်ပြင်ပလွှမ်းမိုးမှုများကြောင့်ဖြစ်သည်ဤစိန်ခေါ်မှုများသည်နိုင်ငံတော်ဝန်အကြမ်းဖက်မှုနေရာရွှေ့ပြောင်းမှုနှင့်လူမှုရေးမညီမျှမှုများကိုဖြစ်စေသည်ထာဝရငြိမ်းချမ်းရေးရရှိရန်အားလုံးပါဝင်နိုင်သောတွေ့ဆုံဆွေးနွေးပွဲရေးတိုင်းရင်းသားရေးအားလုံးတန်းတူရည်တူအခွင့်အရေးနှင့်ခိုင်မာသောဒီမိုကရေစီအဖွဲ့အစည်းများလိုအပ်သည်စင်ရဲမွေးစီမှုလျှော့ချရန်နှင့်လူမှုအတိုင်းဝိုင်းများကိုဆွဲဆောင်နိုင်ရေးစေရန်အတွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပညာရေးနှင့်အသိပညာပေးခြင်းတို့သည်မရှိမဖြစ်လိုအပ်ပါသည်စည်းလုံးညီညွတ်မှုပူးပေါင်းဆောင်ရွက်မှုနှင့်နိုင်ငံတကာ၏ပံ့ပိုးကူညီမှုများဖြင့်မြန်မာနိုင်ငံသည်တည်ငြိမ်အေးချမ်းပြီးငြိမ်းချမ်းသောအနာဂတ်စီသို့ဦးတည်သွားနိုင်မည်ဖြစ်သည်မိခွန်းနံပါတ်1မြန်မာနိုင်ငံမှာပဋိပက္ခဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကဘာတွေလဲ။တာရီလောက်ကွက်ပြတ်မှုနိုင်ငံရေးရုပ်ကံမှုဆေးရဲမွေးတင်မှုပညာရေးချွတ်တက်မှုနဲ့ရေပလမ်းမှုများကြောင့်ဖြစ်သည်။ခုနံပါတ်2လူမျိုးစုကွဲပြားမှုကမြန်မာနိုင်ငံအပေါ်ဘယ်လိုသက်ရောက်မှုရှိလဲ။လူနည်းစုအုပ်စုများကိုမညီမျှစွာဆက်ဆံခြင်းသည်ယုံကြည်မှုကင်းမဲ့စေသည်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဘယ်လိုရနိုင်မလဲအားလုံးပါဝင်ဆွေးနွေးမှုတန်းတူညီမျှခွင့်ရေးများတည်
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနှင့်နိုင်ငံတကာ၏ပံ့ပိုးကူညီမှုများမှတဆင့်ရရှိနိုင်သည် လေတန်းလူညီများခွင့်ရရဲ့ရေးပါမှုကဘာလဲ တိုင်းရင်းသားအလုံးတန်းတူရည်တူအခွင့်အရေးရရှိစေရေးဟာယုံကြည်မှုတည်ဆောက်ပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုမြင့်တင်ပေးပါတယ် အခုလိုနားထောင်ပေးကြတဲ့သူတို့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်